ကျွန်တော်ကိုရီးယားကိုစရရောက်ချင်းနေမှာတင်စီနီယာကိုရီစီကနေပြီးတော့အကြံဉာဏ်ကောင်းတစ်ခုကိုကျွန်တော်ရခဲ့ပါတယ်အဲ့ဒီအကြံဉာဏ်ကြောင့်ပဲကျွန်တော်ကိုရီးယားမှာအလုပ်လုပ်ခဲ့တဲ့2နှစ်အတော်အတွင်းအဆင်ပြေပြေနဲ့ဖြတ်တန်းနိုင်ခဲ့တယ်လို့ပြောလို့ရပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်ကိုရီးယားမှာအလုပ်စဆင်းတဲ့နေ့မှာကျွန်တော်စီကိုလာပြီးတော့အရှိမရောက်နေပြီးသားစီနီယာကိုရီးယားလာပြောတယ်ပေါ့နော်ညီလေးမင်းကိုရီးယားမှာအလုပ်လုပ်မယ်ဆိုလို့ရှိရင်ပထမဆုံး3လနဲ့6လအတော်အတွင်းမှာအလုပ်ကိုတေချာလေးစူးစမ်းပြီးတော့လုပ်ပြရမယ်လို့လာပြီးတော့ပြောတာပေါ့နော်စသချင်းမှာတော့သူတို့ဘာလို့ဒီလိုမျိုးလာပြောတာလဲဆိုပြီးတော့ကျွန်တော်တေချာလေးသဘောမပေါက်ဘူးပေါ့နော်ဒီမှာလှုပ်လာရင်းနဲ့အချိန်ကာလတစ်ခုကြာလာတဲ့အချိန်မှာကျွန်တော်သူတို့ပြောတဲ့စကားကိုသဘောပေါက်သွားပါတယ်ဘာလို့လဲဆိုတော့ကိုရီးယားလူမျိုးတွေကဒီနိုင်ငံသားတွေနဲ့ဆက်ဆံတဲ့အချိန်မှာသူတို့ကဒီ first impression ပေါ့နော် first impression ကိုအရန် view site တဲ့အထဲမှာပါပါတယ်အဲ့ဒါဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့သူတို့နဲ့လုံနေတဲ့ပထမတစ်ပတ်နှစ်ပတ်3ဘက်ကနေပြီးတော့တစ်လနဲ့3လနဲ့6လအတော်အတွင်းမှာကျွန်တော်တို့ရဲ့လူရည်ကန်ကိုကြည့်ပြီးတော့သူတို့ကဒီလူအားတော်တယ်ဒီလူအားမတော်ဘူးဆိုပြီးတော့အဲ့လိုမျိုးတက်တက်မှတ်သေးဆုံးဖြတ်တတ်ကြတယ်ပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့ဒီပထမသူတို့နဲ့တွဲလုပ်တဲ့ပထမတစ်ပတ်နှစ်ပတ်တစ်လနဲ့3လ6လအတော်အတွင်းမှာဒီလူအားအလုပ်ကြိုးစားလုပ်တယ်သူတို့နဲ့အလုပ်လုပ်ရတာအဆင်ပြေတယ်အလုပ်တော်တယ်အလုပ်ကောင်းတယ်ဆိုလို့ရှိရင်အဲ့ဒီလူကအမြဲတမ်းသူတို့မျက်စိထဲမှာဒီလူကအလုပ်တော်တယ်ဆိုပြီးတော့မြင်သွားတတ်ကြတာပါအဲ့ဒါနဲ့ပြောင်းပြန်သူတို့နဲ့တွဲလုပ်တဲ့ပထမဆုံးလတွေမှာကိုကအလုပ်လုပ်တာအဆင်မပြေဘူးသူတို့ကတိတ်မကြိုက်ဘူးဆိုလို့ရှိရင်ဒီလူကသူတို့နဲ့အဆင်မပြေဘူးဆိုပြီးတော့သူတို့ကတတ်မှတ်သွားတာမျိုးတွေကိုဘလောက်ပဲနောက်ပိုင်းမှာအလုပ်ကြိုးစားအတိအမှတ်မပြုတော့တာမျိုးတွေကြုံရနိုင်ပါတယ်ဒါကတော့ကိုရီးယားမှာဖြစ်လေဖြစ်တာရှိတဲ့ကိုရီးယားလူမျိုးတွေရဲ့သဘောတဘာဝတစ်ခုပဲပေါ့နော်အဲ့ဒါလေးကိုသိထားပြီးတော့ကိုကလအစာပိုင်းတွေမှာတေချာလေးကြိုးစားပြီးလုပ်မယ်နောက်ပိုင်းမှာလည်းကြိုးစားလုပ်မယ်ဆိုလို့ရှိရင်တော့သူတို့နဲ့ပို့ပြီးတော့အဆင်ပြေနိုင်ပါတယ်ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေတက်မှာကျွန်တော်တို့ပို့ပြီးတော့လုပ်တဲ့ရင်းနဲ့စီနီယာညီကိုမောင်နှမတွေရှိရဆိုလို့ရှိရင်လေကိုယ့်ရဲ့အတွေ့အကြုံတွေအကြံဉာဏ်ကောင်းလေးတွေကိုကွန်မန့်မှာဝင်ပြီးတော့ဆွေးနွေးသွားလို့ရပါတယ်ကိုရီးယားတထေးတွေကလာစာပုံမှန်မပေးနိုင်ကြဘူးဆိုလို့ရှိရင်ယုံလားဟုတ်ပါတယ်ကိုရီးယားမှာအလုပ်လုပ်တဲ့နိုင်ငံသားဝန်ထမ်းတွေကိုဒီကိုရီးယားတထေးတချို့ကလာစာပုံမှန်မပေးတာတွေလာစာမမှန်တဲ့ပြဿနာတွေကြုံရတတ်ပါတယ်ဒီလောက်ခလာစာမမှန်တဲ့ပြဿနာကလည်းဒီနိုင်ငံသားတွေအဖို့တော့တော်တော်လေးကိုစိတ်တော့ကရောက်ရတဲ့ပြဿနာတွေတခုပဲပေါ့နော်ကျွန်တော်အတီထဲမှာဒီလာစာမမှန်တဲ့ပြဿနာကြောင့်မို့လို့တထေးနဲ့ပြဿနာဖြစ်ပြီးကြောက်ကစားဖြစ်ပြီးတော့အလုပ်ပြောင်းကြတဲ့ညီကိုတွေ3-4ယောက်လောက်ကိုရှိပါတယ်အခုလိုမျိုးလာစာမမှန်တဲ့လာစာမရတဲ့ပြဿနာတွေကြုံလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့သက်ဆိုင်ရာဥပဒေနဲ့အညီအလုပ်သမားရုံးတွေမှာတိုင်ကြားပြီးတော့ဒီလာစာပြန်တောင်းယူတာပဲဖြစ်ဖြစ်အလုပ်ပြောင်းတာပဲဖြစ်ဖြစ်ပေါ့နော်လုပ်လို့ရတဲ့ဥပဒေတွေတော့ရှိပါတယ်ကျွန်တော်ဒီနေ့ဒီအကြောင်းအရာကိုလာပြောပေးတာကတော့ဒီမြန်မာပြည်မှာရှိတဲ့မိဘတွေအနေနဲ့ရောဒီကိုရီးယားကိုအလုပ်လာလုပ်ဖို့ calling စောင့်နေကြတဲ့ညီကိုတွေအနေနဲ့ပါဒီလိုမျိုးကိုရီးယားမှာအခက်အခဲလေးတွေရှိတယ်ဆိုတာကိုသိစေချင်လို့လာပြောပြပေးတာပဲဖြစ်ပါတယ်ဆိုတော့အားလုံးပဲအဆက်အစပ်ရအဆင်ပြေကြပါစေလို့ဒီညကနေဆန္ဒပြုလိုက်ပါတယ်ကျွန်တော်ကိုရီးယားကိုရောက်ဖို့3နှစ်ကျော်4နှစ်ဝန်းကျင်လောက်အချိန်ပေးပြီးတော့မှကျွန်တော်ကိုရီးယားကိုရောက်လာခဲ့တာပါဘာလို့ဒီနေ့ကျွန်တော်ဒီအကြောင်းကိုလာပြောပြတာလဲဆိုတော့ကျွန်တော်တို့အခုရက်ထဲမှာဒီ Facebook ကနေရော TikTok ကနေပါအကိုကြီးကိုရီးယားကိုအမြန်သွားခြင်းလို့ပါဗျကိုရီးယားကိုအမြန်ဆုံးရောက်အောင်ဘယ်လိုမျိုးလုပ်လို့ရလဲဗျစားတဲ့ဖြစ်ပေါ့နော်ကျွန်တော်ကိုအများစုလာမေးထားကြတာကျွန်တော်တွေ့ရပါတယ်ပြည်တွင်းမှာရှိတဲ့အခြေအနေအရေးအကြောင်းမို့လို့အခုလိုမျိုးပြည်ပကိုအမြန်ထွက်ချင်တယ်ဆိုတဲ့ဒီညီကိုတွေရဲ့စိတ်ကိုလည်းကျွန်တော်နားလေတယ်ပေါ့နော်ဒါပေမဲ့တကယ်တော့ကိုရီးယားကဒီထိုင်းမလေးရှားစင်ကာပူနိုင်ငံတွေလိုမျိုးဒီ agency နဲ့ချိတ်ပြီးတော့သွားလို့ရတဲ့နိုင်ငံမဟုတ်တဲ့အတွက်ကြောင့်မို့လို့ထင်ထားသလောက်တော့လွယ်ကူနေတာမျိုးမဟုတ်ပါဘူးကျွန်တော်တို့ဆိုလို့ရှိရင်လည်းဒီ2019 10လပိုင်းလောက်တည်းကတင်တန်းစတက်တာဒီ2023ကျွန်တော်8လပိုင်းတရက်နေ့မှာဒီကိုရီးယားကိုရောက်တယ်ပေါ့နော်ဒီကြားထဲမှာကိုဗစ်တွေနိုင်ငံရေးတွေကြောင့်မလို့ကျွန်တော်တို့စောင်းပွဲတွေမကျင်းပပေးဘူးအဲကြောင့်မလို့ကျွန်တော်ဒီကိုရီးယားကို3နှစ်ကျော်4နှစ်ဝန်းကျင်လောက်ချိန်ပေးပြီးတော့မှကျွန်တော်ရောက်လာခဲ့တာပါဆိုတော့ကိုရီးယားနဲ့ပတ်သက်ပြီးကျွန်တော်အကောင်းဆုံးအကြံပေးရမယ်ဆိုလို့ရှိရင်ကိုရီးယားလမ်းကြောင်းကိုရွေးတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့စိတ်သက်ပိုင်းဆိုင်ရာအရင်ဆုံးပြင်ဆင်ဖို့လိုပါလိမ့်မယ်နောက်ပြီးတော့ကိုရီးယားသွားဖို့အတွက်လိုအပ်တဲ့အချက်အလက်တွေဖြစ်လေဖြစ်တာရှိတဲ့သဘောတရားတွေကိုကျွန်တော်တို့မိဘရောတာသမီပါနားလေသဘောပေါက်ထားဖို့လိုအပ်ပါလိမ့်မယ်ကိုရီးယားနဲ့ပတ်သက်ပြီးတော့ဖြစ်လေဖြစ်တာရှိရာတွေကိုလည်းတေချာသဘောပေါက်ပြီးစိတ်သက်ပိုင်းဆိုင်ရာလည်းတေချာလေးဆုံးဖြတ်ချက်ချပြီးတော့ပြင်ဆင်ပြီးသွားပြီဆိုတော့မှကိုရီးယားလမ်းကြောင်းကိုဆက်လျှောက်ဖို့ကျွန်တော်အကြံပေးခြင်းပါတယ်ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေထဲမှာဒီကိုရီးယားနဲ့ပတ်သက်ပြီးတော့
အသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်နဲ့ကျွန်တော်ဆရာနဲ့ဒီတေချာလေးဆွေးနွေးပြီးတော့ဗောနော်ကိုရီးယားအကြောင်းတေချာလေးဆွေးနွေးပြီးတော့pocket ရိုက်ထားတဲ့ဗီဒီယိုလေးရှိပါတယ်အဲ့ဒီဗီဒီယိုကိုဒီ Facebook ကကြည့်နေတဲ့သူတွေဆိုလို့ရှိရင်တော့ကျွန်တော်ဒီ comment ထဲမှာ link ချပေးထားပါမယ် TikTok ကကြည့်နေတဲ့သူတွေဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဒီပြေကြီး travel vlog YouTube channel ရဲ့ကျွန်တော်အခုပြထားမယ့်ဗီဒီယိုလေးပေါ့နော်အဲ့ဗီဒီယိုလေးကိုသွားကြည့်မယ်ဆိုလို့ရှိရင်တော့တေချာလေးစီစီဆက်နဲ့သဘောပေါက်သွားမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့အားလုံးပဲကိုယ့်ရဲ့ dream country တွေကိုအမြန်ဆုံးရောက်နိုင်ကြပါစေလို့ကျွန်တော်ဒီနေရာကနေဆန္ဒပြုလိုက်ပါတယ်ကျွန်တော်ကတော့ပြေးပါနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ် See you guys ကျွန်တော်ရဲ့ channel လေးကိုလည်း like and follow နဲ့အတူဘေးကခေါင်းလောင်းလေးတီးပြီးတော့ subscribe လုပ်ခဲ့ပေးကြဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ